ဒီတစ်ခါမှာတော့ညနေခင်းမှာချစ်ငယ်ချင်းတွေနဲ့ချီရခြင်းစားကောင်းပြီးချက်ရလွယ်တဲ့မာလာအာလူးနဲ့မာလာငါးအသားရုံးပဒေဒီကင်လေးလုပ်ရအောင်မာလာနှစ်ကိုတော့အနီးကပ်ဆုံးအမြဲအတူရှိနေပြီနဲ့မစ္စတာစပိုက်စီမာလာအနှစ်ထုပ်ကိုအသုံးပြုပါမယ်တစ်ထုပ်ကို200 gram ပါပြီးလူ6ယောက်ကနေ8ယောက်စာအထိချက်လို့ရပါတယ် FDA လည်းရထားတယ်သူ့မှာ medium spicy နဲ့ extra spicy 2မျိုးရှိပါတယ်အရင်ဆုံးအာလူးကိုရေစေးခွန်းတော့မယ်အာလူးကြော်ရင်မနှဲအောင်လို့အချိုတက်နေတဲ့အာလူးကိုအသုံးပြုထားပါတယ်အခွန်နာပြီးရင်တော့အချောင်းလေးကိုလှိထားတယ်ပြီးဖြစ်သွားအောင်လို့ရေထဲမှာဆင်ထားမယ်ရုံးပရိသီကိုလည်းရေဆေးပြီးစစ်ထားကျက်သွမျိုးကိုအခွန်နှွာပြီးညှစ်ထားမယ်စချက်မယ်အာလူးကိုရေစစ်ပြီးချအောင်လုပ်မယ်ပြီးရင်တော့ပြောင်းကုန်မစာငရုတ်ကောင်းထည့်နေတာရတာနေပြီးရင်တော့ထည့်ကြော်မယ်ရတာလေးပိုစိမ့်သွားအောင်ဒီလိုစီတွေပါထည့်ပြီးတော့ကြော်ထားပေးမယ်ကျွတ်လာပြီးဆိုရင်တော့စီစစ်ထားကျွတ်ပြီးဆိုရင်တော့ဆယ်ပြီးတော့စီစစ်ထားကြော်ထားတဲ့မြေပဲလေးတွေလည်းထောင်းထားမယ်ပြီးရင်တော့အနှစ်ကိုပို့ပြီးတော့မှုေးတော့အောင်လို့စက်သွန်ပြူလေးကိုစီတက်စက်သွန်ပြူကရွှေရောင်လေးတန်းလာပြီဆိုရင်တော့ဒီပိန်နဲ့ပြီးရင်တော့စီတက်ထားတဲ့စက်သွန်ပြူတွေကို Mr. Spicy မာလာရှမ်းကောအနှစ်တစ်ထုပ်ကိုဖောက်တယ်ဒီချာနဲ့အောင်လို့အထက်အောင်မှုပြီးတော့တဝက်ကိုဖယ်ထားမယ်ပြီးရင်တော့ဒီအနှစ်ထဲကိုမြေပဲထောင်နှံစက်သွန်မင်းနဲ့နန်းနန်းပင်နုံနုံဆင်းလာတာပါရောထဲအကုန်ရောပြီးတော့နှံအောင်မှုပြီးရင်တော့ကြော်ပြီးစီစစ်ထားတဲ့အာလူးနဲ့တီဟိုစီကြော်တွေပါရောပြီးတော့တခါတည်းထည့်မွေမယ်Mr. Spicy မာလာရှမ်းကောအနှစ်ကအရသာပါပြီးသားဆိုတော့ထပ်မထည့်တော့ပါဘူးလိုအပ်ရင်တော့ချစ်တငယ်ချင်းတို့စိတ်ကြိုက်ပြင်ဆင်သွားလို့ရပါတယ်ပြီးရင်တော့နောက်တစ်ပွဲအတွက်ဆက်ပြင်မယ်ဒါကတော့ဒူနာငါးတစ်တာပူဖုတ်ပြီးတော့စီစစ်ထားမယ်ပြီးရင်တော့ငါးအသားကိုခြေထားပြီးရပြီဆိုရင်တော့ခုနကတိုးဝတ်ချန်ထားတဲ့မာလာအနှစ်ထဲကိုထည့်ပြီးတော့ရောမွေမယ်ခဏလောက်မီးအေးအေးနဲ့ရောပြီးတော့မှွေထားပေးလိုက်ပြီးရင်တော့နောက်ဆုံးမှာတန်ညာရည်လေးပါညှစ်ထားပေးလိုက်ဒါဆိုရင်တော့မာလာငါအသားအနှစ်ကလေးကအစင်သင့်ဖြစ်ပါပြီရေဆေးပြီးစစ်ထားတဲ့ရုံးပရိသီတွေကိုရေနွေးဖြောပို့ပြီးကျွတ်သွားအောင်လို့ရေခဲထဲမှာထည့်စိမ့်ပြီးရင်တော့ဆယ်ပြီးတော့ဘန်းမတင်မီးခိုးနံလေးတွေတင်းပြီးတော့ပိုစားကောင်းအောင်လို့ blow torch လေးနဲ့မီးမှောက်ပေးလိုက်မယ်မီးသွေးမီးကိုရှိရင်လည်းกินသွားပေးလို့ရပါတယ်ပြီးရင်တော့ဒုတ်ကလေးတွေထုတ်ပြီးရင်တော့အပေါ်ကနေဆက်ထားတဲ့မာလာငါအသားအနှစ်ကလေးကိုတုပ်ပေးလိုက်အနှစ်များများလေးထည့်ရင်တော့ပိုစားကောင်းပါလေအပေါ်ကနေမြေပဲထောင်းထားတာလေးနဲ့နှမ်းလေးဖြူပေးလိုက်ရင်ရပါပြီ Mr. Spicy မာလာရှမ်းကောအနှစ်နဲ့အသုံးပြုပြီးချက်ထားတဲ့အာလူးတီဟိုစီမာလာနဲ့ရုံးပရိသီငါအနှစ်ကင်လေးကတော့အစင်သင့်ဖြစ်နေပါပြီ။အိုးရမ်းမိုက်ပါတယ်အနှံလေးကိုမွေးနေရတယ်ကြည့်ရပါတော့မယ်။မြင်းအနေနဲ့ရောဒီတိုင်းအစာပြေစားဖို့ရောရှူးရှဲလေးနဲ့အရန်စားကောင်းပါတယ်။ဒါကြောင့်လဲ Mr. Spicy မာလာရှမ်းကောအနှစ်ထုတ်ကလေးကအနည်းကဆုံးမှာအမြဲအတူရှိနေတာပါMr. Spicy မာလာရှမ်းကောအနှစ်ထုတ်လေးတွေကိုတော့မြန်မာပြည်တွင်းရှိစူပါမားကတ်များဖြစ်သော City Mart, Ocean, Marketplace, Macro, Singha, Asia Line နဲ့မြို့နယ်ပေါင်းစုံရှိကုန်စုံဆိုင်ကြီးတွေမှာဝယ်ယူရရှိနိုင်ပါတယ်။ခုတော့စားပြီးပြီဆိုတော့ထုံးစံအတိုင်းစေးကြောရေတုပ်ဝင်းနဲ့အုပ်